ကဲဒီနေ့ကပေါ့နော်တောင်မှာစူပိုးရတော့ခူတာပေါ့နော်စူပိုးရလေးကိုကြည့်လိုက်ပါဦးပေါက်စားလေးပဲရှိပါသေးတယ်ရှင်ကဲစူပိုးရလေးတော့ရလာပါပြီပြီးတော့အိမ်ကမီတိုလေးလည်းပါတယ်ပေါ့နော်ဟိုင်းဟိုင်းမီတိုကဲခုကတော့နောက်ထပ်စားစရာဟင်းတစ်မျိုးခုမှဖြစ်ပါတယ်ကဲဒီကကျတော့ဒီအသီးတွေတော့ပါတီးလည်းမတီးဘူးပေါ့နော်အများကြီးပဲတီးနေပါပေါ့နော်စားချင်ကြကြီးပေါ့နော်ပါတီးလည်းတော့မတီးပါဘူးဒီခုမဲ့ဟင်းတွေကတော့ဒီဟင်းတွေဖြစ်ပါတယ်ဒီအသီးတွေကိုခုမှဖြစ်ပါတယ်ကဲဒါကတော့ဟင်းထုတ်စရာဖြစ်တော့ခုနေဖြစ်ပါတယ်ကဲဒါကတော့ဒီလိုလေးတွေခုရတာဖြစ်ပါတယ်ညာနေနော်အကြောင်းလေးကကဲခုကတော့ခုပြီးတော့ပါပြီဒါကတော့မလိုင်ဖူးလို့ခေါ်ပါတယ်ရှင်စောက်ဖူးကြတာမျိုးတွေအေးအိုက်စားเนี่ยท้องนี่ซึ่งที่ว่ามากเลยถอกกลางเลยมันไม่ได้เนี่ยมันต่างขืนหัวละแต่เจี๊ยนอ่ะตามที่เขาว่าละทำต่างขืนเนี่ยแค่ข้ามาถ่ายอันนี้ตั้งแต่ကဲခုကတော့ကစုံရတဲ့မျိုးရပါပြီနော်နောက်ထပ်ခုပါဦးရှင်ကဲဒါကတော့မက်ဆီလီရွယ်လို့ခေါ်ပါတယ်တဲလေးတို့ရေစားဖို့ကြလားရှင်ကဲခုကတော့မက်ဆီလီရွယ်လေးရလာဖြစ်ပါတယ်ဟင်းတွေအများကြီးရတယ်ပေါ့နော်ဒီနေ့ပြန်တော့မယ်ဘိုင်ဘိုင်မိတော့